ကိုရီးယားသွားပါတော့မယ်တစ်ဖက်ကြာပါမယ်လောလောဆယ် MAI နဲ့ Incheon လေဆိပ်ကိုမနက်6:55 flight နဲ့သွားနေပါပြီIncheon လေဆိပ်ကျမှထပ်ပြီးတော့မှရိုက်ပြပါမယ်နော်ဘာညာပတ်စင်လာကြပါရဲ့ထိုင်ကုန်မြတ်ကိုတက်မဆောက်ထားပြီးထိုင်ကုန်ဆွဲများအသေးသေးပါရဲ့နိဒီမှာလည်းထိုင်သူများနေပြီးပြန်ပေါ်နေကပြကိုဖွင့်ထားပေးပါရဲ့ပြတိုင်ခန့်အပ်ပါတယ်ဒီတပိုင်းရှင် Please send me initial wire will be landing at Incheon International Airport. Please return to your seat and fasten your seatbelt. Put your seatbelt in the right position. Straight ahead on if you sit up by window. Please make sure your nation is open for the landing. Thank you. Incheon International လေဆိပ်ကိုရောက်ပါပြီ Local time ကတော့နေ့လယ်3 နာရီလောက်ရှိပါပြီဆိုတော့မနက်ကရန်ကုန်လေဆိပ်ကနေပြီးတော့6:55လေနဲ့လိုက်လာတာအခုဆိုရင်ဒီမှာနေ့လယ်3 နာရီပေါ့နော် weather တော့အရင်က fine ပါပဲWelcome to Korea. Korea နိုင်ငံမှာကြိုဆိုပါတယ်တဲ့မြန်မာလူတော်ရေးထားလိုက်ပြီအခုက Incheon International Airport ကနေပြီးတော့မှဂျေဂျူးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျေဂျူးလေဆိပ်ကိုရောက်ဖို့ဆိုလို့ရှိရင်ဒီဆိုးမှာရှိနေတဲ့ Gimpo International Airport ကိုအရင်သွားပြီးတော့မှ Gimpo International Airport ကနေပြီးတော့မှဂျေဂျူးသွားမှာဖြစ်ပါတယ်အဲ့တော့လောလောဆယ်မှာဘယ်လိုလုပ်လဲဆိုတော့ဒီ Incheon လေဆိပ်ကနေပြီးတော့ Gimpo လေဆိပ်ကိုရထားရှိပါတယ်အဲ့တော့ဒီမှာ train tickets ကိုဝယ်ပါမယ် If you want the cash receipt, အဲ့တော့ဒီမှာ print receipt. Gimpo ကိုသွားဖို့တယောက်ကို13,350ဆိုတော့ဒီကနေမှာ cash ကိုထည့်လိုက်တယ်ပြီးတော့နမရ English This is a disposable transportation card printout machine. Please select the mounted charge and insert cash, 5,000 won. Incheon International လေဆိပ်ကနေပြီးတော့မှ Gimpo ကိုရောက်ပြီးတော့
ရောက်တော့ဒီကနေပြီးတော့ဒီဂျေဂျူးကျွန်းကို domestic flight သွားရမှာဆိုတဲ့အတွက်ကြောင့်လောလောဆယ်အချိန်လေးရနေတယ်။ဘိုင်လေးနည်းနည်းစားရတယ်။ဒီမှာရှိတဲ့ food court ကိုတွင်ပြီးတော့မှာပါတယ်။သူကတော့ system ကတော့ဆိုင်နေမှာဆိုင်ကောင်တာတွေမှာသူကပုံတွေကို display ပြမထားပါဘူးအဲ့တော့ကိုပါမှာမလဲပေါ့အဲ့ဒါကိုသိချင်တယ်ဆိုဝင်ချင်းမှာ counter ရှိပါတယ်အဲ့ counter မှာတော့ card နဲ့လည်းရှိလို့ရတယ် cash နဲ့လည်းရှိလို့ရတယ် coupon ချင်းစရာမလိုပါဘူးဒီမှာဆိုသူပြထားတဲ့screen မှာကိုကြိုက်တဲ့ကိုကြိုက်နေတဲ့တင်ပွဲတွေကိုမှာလို့ရပါတယ်ပြီးတော့လို့ရှိရင် card ရှိရဆိုရင် card နဲ့ဒီမှာခိုင်းရှင်းပါ card မရှိဘူးဆိုရင်တော့ cash နဲ့ပတ်သက်မှာရှင်းပါပြီးရင်တော့ဒီတပ်ပြားလေးပြလိုက်ပါမယ်ထုံးစံအဲ့ဒါပြီးတော့လို့ mini ပြီဆိုတာနဲ့ counter number 1 လား 4 လားထားရဲသွားယူလိုက်ရမှာပဲ이쪽으로 앉으시면 될 것 같아요.အခုလောလောဆယ်ဝတ်သားနဲ့ကင်ချီနဲ့စုပ်ပေါ့အဲ့ဒါနဲ့သမင်းလေးနဲ့ကြီးခဲ့လားကြီးခဲ့အဲ့ဒီဟာလေးစားပါမယ်ဒီရောကောင်းတဲ့နေသားရှိပါတယ်အခုဂျေဂျူးသွားဖို့အချိန်ကည7:00 နာရီမှသွားမှာဆိုတော့အချိန်လေးနည်းနည်းရနေသေးတယ်အဲ့တော့ဒီကင်ပိုးလေးစိတ်ထဲမှာ pet တွေပေါ့တရိတ်ဆန်လေးတွေကိုရောင်းတဲ့နေရလားပန်းကြံလားတရိတ်ဆန်လေးတွေကိုလာပြီးလေလို့ရတဲ့ပန်းကြံလို့ထင်တာပဲเนาะ pet park ဆိုရှိတယ် pet park အဲ့ကိုသွားပါမယ်လိုက်ခဲ့နော်ဒီမှာတော့ pet park ရောက်ပါပြီအပေါက်ဝပါနည်းလေးသွားကြည့်ပါမယ်ပတ်ဖတ်ကိုရောက်တော့မယ်ရှေ့မှာအာဦးလေးတကောင်
နေရာတော်တော်လေးကို peaceful ဖြစ်ပါတယ်လေစိတ်ထဲမှာရှိတဲ့ food court ကနေပြီးတော့ထွက်လိုက်တာ ਨੇ နည်းနည်းလေး1 or 2 minutes လမ်းလျှောက်တာ ਨੇ ဒီနောက်ရောက်လာပါပြီ출발장 입장 시 손바닥을 이용하는 생체 정보를 사전 등록하시며 인천공항을 제외한 전국 공항역에서는 신분증 없이 국내선 이용이 가능하므로 빨고 한자는 여행을 이용하고 적극 주시기 바랍니다.ကျေကျူးသွားမဲ့လင်းကအချိန်နည်းနည်းလုံနေသေးတော့ဒီကင်းပိုးလေးစိတ်ထဲမှာဟိုဒီရှောက်ကြည့်တာဖြစ်ပါတယ်အခုဒီမှာည8:35ဖြစ်နေပြီဆိုတော့ကျေကျူးသွားမဲ့ဒီမောကိုရင်းလုပ်နေပါပြီတနင်္လာနေ့ကျတော့စီးရမယ်ဖြစ်ပါတယ်ကျေကျူးရဖို့지금 들어갈 때 일단 내가 딱 앉아서 바깥쪽 앉으라고. 근데 탈 때 이거 안 해주는 거는 지금 내가 한번 먹으려고. ကျေကျူးလေးစိတ်ကိုရောက်ပါပြီည7:73မှာဒါဒီလိုအချိန်ကြီးကတော့တားရပါတယ်Hello.
ရမ်းလာပါတယ်သူကျူဆိုထားတဲ့နေရာလေးတွေကတော့